69နှစ်နီးပါးအိပ်ပျော်နေခဲ့တဲ့လျှို့ဝှက်ဆန်းကျဲတော့တော်ရိုက်ဘလူးကြီးတကောင်ဟာအမျိုးသမီးတူနဲ့ထိတွေ့မိပြီးနောက်ရုတ်တရက်နိုးထလာခဲ့ပါတယ်။ရာစုနှစ်တစ်ခုနီးပါးငြိမ်သက်နေတဲ့ဘလူးကြီးတကောင်ဒီလိုမျိုးရုတ်တရက်နိုးလာမယ်လို့ဘယ်သူမှထင်မှတ်မထားခဲ့ကြပါဘူး။ဒါကိုမြင်တော့ဝန်ထမ်းတွေကအမြင့်ဆုံးလုံခြုံရေးစနစ် Maximum Security Mode ကိုချက်ချင်းအသက်သွင်းလိုက်ပြီး UV မီးတွေအားလုံးဖွင့်ဖို့ပြင်ဆင်ကြပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒါကဘလူးကြီးကြောက်တဲ့တခုတည်းသောအရာဖြစ်ပြီးသူ့ကိုကြောက်တုံးထစ်ချက်ချင်းပြန်ပြောင်းသွားစေနိုင်လို့ပါ။အဲ့ဒီအချိန်မှာပဲတစုံတစ်ယောက်ကထိန်းချုပ်ခန်းစားဝဲဖို့ကိုကော်ဖီတမင်တွန်ချလိုက်ပါတယ်။ short circuit ဖြစ်ပြီးစနစ်တစ်ခုလုံးပိတ်သွားတယ်လို့ UV မီးတွေလည်းအလုံးမလုခင်မှာပဲပိတ်ချသွားပါတယ်။အမျိုးသမီးကတော့အသက်လူပြီးအောက်ထက်ကိုပြေးဆင်းသွားပါတယ်။ဒီအချိန်မှာလက်တွေကိုတန်ကြိုးအထူကြီးတွေနဲ့တုပ်ထားတဲ့ဘလူးကြီးကဒေါသတကြီးနဲ့တန်ကြိုးတွေကိုဖျက်လိုက်ပါတယ်။လှုပ်ရှားမှုတစ်ချက်တည်းနဲ့အကြီးအကျယ်ပျက်စီးသွားစေခဲ့ပါတယ်။သူ့ဒေသနာစခန်းတွေကလူတွေအကုန်လုံးလွတ်လန်းရှာပြီးထွက်ပြေးကြပြီမဲ့ကန်ဆိုးရဲ့လူတစ်ယောက်ကတော့မလွတ်မြောက်ခဲ့ပါဘူး။နောက်တစ်ခဏမှာပဲသူဟာပရွေ့စိတ်လေးလိုမျိုးဘလူးကြီးရဲ့နင်းချေတာကိုခံလိုက်ရပါတယ်။ဘလူးကြီးကလူတိုင်းကိုတက်ဖြစ်နိုင်ပေမဲ့အဲ့ဒီအချိန်မှာနော်ရာကလူတွေကိုအနောက်ဖက်အရေးပေါ်ထွက်ပေါက်စီခေါ်ဆောင်သွားပေးခဲ့ပါတယ်။သူတို့မလွတ်မြောက်ခင်မှာပဲဘလူးကြီးကရှေ့လုံခြုံရေးတကားမကြီးကိုတစ်ချက်ထဲဇိုက်ချိုးလိုက်တာမြင်လိုက်ရတယ်လို့ထက်ခွဲခန်းရဲ့ထူတဲတဲ့စက်မှုပိုက်လိုင်းတွေကိုလည်းဆွဲဖျဲပေးလိုက်ပါတယ်။ကန်ကောင်းစွာနဲ့ပဲသူကထပ်ပြီးဖြစ်စည်းမတော့ပဲတောအုပ်ဖက်ကိုလက်ပြီးတန်းတန်းပုံမှာရှောက်သွားလိုက်ပါတယ်။အဲ့ဒီညနေမှာပဲစစ်တပ်ကသူ့ကိုတားဆီးဖို့ပြင်ဆင်ကြပါတယ်။ဒါပေမဲ့ဒါကအဆော့ပဲရှိပါသေးတယ်။အဲ့ဒီညမှာပဲဘလူးကြီးပြန်ရောက်လာပြီးအဆောက်အဦရဲ့ခေါင်းမိုးကိုဆွဲခွာကအထဲကလူတွေကိုစူးစမ်းတဲ့မျက်လုံးတွေနဲ့ကြည့်နေပါတယ်။မိုက်မဲ့တဲ့လူသားတွေကတော့ထွက်မပြေပဲဖုံးတွေထုတ်ပြီးဗီဒီယိုရိုက်နေကြပါတယ်။ဘလူးကြီးကသူ့လက်ကြီးနဲ့လမ်းနိုင်ပြီးလူတချို့ကိုဖမ်းကပါစက်ထဲကောက်ထည့်လိုက်ပါတယ်။ဒီလိုမျိုးထက်ခါလုံနေပါတော့တယ်။အဲ့ဒီအချိန်မှာ UV မီးတွေတက်ဆင်ထားတဲ့ရေဟဲ့ရင်တွေနဲ့စစ်တပ်ရောက်လာပါတယ်။ UV မီးရောင်တွေသူ့ခန္ဓာကိုယ်ကိုထိလိုက်တာနဲ့အရေးပြောင်းတွေစပြီးလောင်ကျွမ်းလာတယ်။စစ်တပ်ကပြန်စုပွဲပြီးတိုက်ခိုက်ဖို့ကြိုးစားပေမဲ့ဘလူးကြီးကအနီးနားကလျှက်စစ်မီးတိုင်ကိုဆွဲနှုတ်ပြီးသူတို့စီပြစ်ပေါက်လိုက်တာကိုတော့မျောလင့်ခဲ့ကြပါဘူး။စစ်တယောက်ကသူ့အဖွဲ့သားရဲ့ရေဟဲ့ရင်ပြက်ကျတာကိုမြင်ပြီးဒေါသထွက်ပြီးဘလူးကြီးကိုတိုက်ခိုက်ဖို့လုပ်နေပေလော်ရာကတားလိုက်ပါတယ်။ဘလူးကြီးကဒေါသထွက်နေတဲ့မျက်နှာနဲ့သူတို့ကိုစိုက်ကြည့်ပြီးနောက်လှည့်ထွက်သွားပါတယ်။ဒီအဖြစ်အပျက်တွေကိုမြင်တဲ့နောက်လော်ရာကဒါကလူသားတွေရဲ့စွမ်းဆောင်နိုင်ခြေတဲ့ကြော်လို့နေမှန်းသဘောပေါက်သွားပါတယ်။ဘလူးတကောင်ကိုတိုက်ခိုက်ဖို့နောက်ထပ်ဘလူးတကောင်လိုပါတယ်။နောက်တနေ့မှာလော်ရာကလူတွေကိုတောင်အောက်ကဂူကြီးစီခေါ်သွားပါတယ်။အဲ့ဒီနေရာကဘလူးကြီးထွက်လာတဲ့နေရာလည်းဖြစ်ပါတယ်။သူမကဂူရဲရဲ့အနက်ရှင်းဆုံးနေရာကိုသွားပြီးကြောက်လီးနဲ့တစုံတယောက်ကိုအချက်ပြလိုက်ပါတယ်။ရုတ်တရက်ဂူကြီးကစတင်လှုပ်ရှားလာပါတယ်။အထဲမှာနောက်ထပ်ဘလူးတကောင်ရှိနေပါတယ်။သူကတော့တောင်ပြင်းရဲ့သားတော်ဖြစ်ပါတယ်။လော်ရာကမကြောက်မရွံ့နဲ့သူ့နဲ့စိတ်ချင်းဆက်သွယ်ပြီးသူမရဲ့ရည်ရွယ်ချက်ကိုရှင်းပြလိုက်ပါတယ်။နောက်တနေ့မှာလော်ရာကတောင်းချနေတဲ့ဘလူးကြီးနဲ့မျက်နှာချင်းဆိုင်ရပ်နေပါတယ်။ဘလူးကြီးသူမစီကြားနေတော့မြေကြီးကကွက်အပ်ပြီးနောက်ထပ်ဘလူးတကောင်ထက်လာပါတော့တယ်။အခုတော့ဘလူးနှစ်ယောက်မျက်နှာချင်းဆိုင်တွေ့နေပါပြီ။အပိုင်းတစ်ခုဆက်ကြည့်ဖို့ like နဲ့ subscribe လုပ်ထားကြပါအောင်နော်။